မင်္ဂလာပါရှင်။ဒါဟာကထိုင်းမြန်မာဘာသာစီစဉ်မှာနှုတ်ခွန်းဆက်တာလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ချင်းပြည်နယ်တိုင်း2019ခုနှစ်ထက်2020ခုနှစ်တွင်မတော်တဆထိခိုက်မှုကြောင့်တည်ဆုံမှုနဲ့ပါတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ချင်းပြည်နယ်တိုင်း2020ခုနှစ်ဇန်နဝါရီလမှဒီဇင်ဘာလ17ရက်နေ့အထိမတော်တဆထိခိုက်မှု109မှုရှိခဲ့ပြီးဒဏ်ရာရသူအမျိုးသား118ဦးနဲ့အမျိုးသမီး38ဦးရှိခဲ့ရာဒဏ်ရာရရှိခဲ့သူ154ဦးရှိကြောင်းနဲ့မတော်တဆထိခိုက်မှုကြောင့်တည်ဆုံသူအမျိုးသား30ဦးနဲ့အမျိုးသမီး6ဦးရှိကြောင်းသိရှိရပါတယ်။ဤကိစ္စနဲ့ပတ်သက်ပြီးရင်းသိမ်းရဲထပွဲ၏တာဝန်ရှိသူတဦးကမော်တော်ကားထက်မော်တော်ဆိုင်ကယ်ဖြင့်မတော်ဆဖြစ်တာပိုများတယ်။အထူးသဖြင့်အရက်မူပြီးကားနဲ့မော်တော်ဆိုင်ကယ်မောင်းတဲ့သူတွေဖြစ်ကြပါတယ်။အဲ့ဒီအထဲမှာအသက်မပြည့်တဲ့လူငယ်တွေလည်းပါတယ်။ယခုချိန်ထိ2019ခုနှစ်ထက်2020ခုနှစ်မှာမတော်တဆထိခိုက်မှုများခဲ့ပေမဲ့နှစ်ကုန်ဆုံးတဲ့အထိဘယ်လောက်ရှိမလဲဆိုတာတော့မသိသေးဘူးဟုဟာခါထမ်ကိုပြောပြခဲ့ပါတယ်။လက်ရှိအနေထားအရ2020ခုနှစ်မတော်တဆထိခိုက်မှုထက်2019ခုနှစ်တွင်မတော်တဆထိခိုက်မှုကြောင့်သေဆုံးသူပိုမိုများပြားခဲ့ကြောင်းသိရှိရပါတယ်။ဟာခါမြို့နယ်ရှိဘာသာရေးကျောင်းများတွင်လူ30ဦးခန့်အထိဝေပြုခွင့်ပြုကြောင်းသိရှိရပါတယ်။ဟာခါမြို့နယ်အတွင်းရှိခရစ်ယာန်ဘာသာနဲ့ဗုဒ္ဓဘာသာဖျားကျောင်းများတွင်လူ30ဦးအထိဝေပြုခွင့်ရှိကြောင်းသိရှိရပါတယ်။ကျမရေးနဲ့အားကစားဦးစီးဌာနရဲ့ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်အတိုင်းလက်ရောညီထွေမှုဖြစ်ပါကခရစ်ယာန်နဲ့ဗုဒ္ဓဘာသာဖျားကျောင်းတွေမှာတပတ်တစ်ကြိမ်ဝေပြုတောင်းဆိုခွင့်ပြုမှာဖြစ်ပါတယ်။တခါဝေပြုရမှာလူ30ဦးအထက်မဖြစ်စေရပါဘူး။အဲ့ဒါကိုလူထုကမလိုက်နာပဲ COVID-19 ပြတ်ပွားမှုဖြစ်ပေါ်လေဤခွင့်ပြုချက်ကိုပြန်ရုပ်သိမ်းမှာဖြစ်ပါတယ်လို့ခရိုင်ထွေအုပ်ရုံးမှသိရှိရပါတယ်။ချင်းပြည်နယ်အစိုးရလူမှုရေးဝန်ကြီးဦးပေါလိုမင်းထံကဒီနေ့ခရစ်မတ်ပွဲတော်ကိုလူ30ဦးမကျော်ပဲကျင်းပလို့ရပါတယ်။ကျမရေးနဲ့အားကစားဦးစီးဌာနရဲ့ထုတ်ပြန်ချက်နဲ့ကိုက်ညီအောင်ကျင်းပလို့ရပါတယ်လို့ဟာခါထိုင်ကိုပြောပြခဲ့ပါတယ်။လူကြီးမင်းတို့၏လုပ်ငန်းကြောင်းရာများကိုကြော်ညာထည့်သွင်းလိုပါကဒါဟာခထိုင်မှာဈေးနှုန်းချိုသာစွာနဲ့လှုပ်ဆောင်ပေးနေပါတယ်။ဒါဟာခထိုင် Facebook Page နဲ့ YouTube Channel တို့ကိုလည်း Like, Follow, Share and Subscribe လုပ်ပေးဖို့လည်းတိုက်တွန်းလိုပါတယ်။ကျွန်မချယ်ရီပါဆက်လက်တင်ပြပေးမယ့်သတင်းကတော့ ATB မှာ2020-2021 ဘဏ္ဍာနှစ်တွင်ထန်တလန်မြို့နယ်ရဲ့ဆေးရခိုင်နှုန်းကျေးရွာများကူညီသွားမှာဖြစ်ပါတယ်။ Asia Development Bank ATB ကူညီထောက်ပံ့မှုနဲ့ Resilient Community Development Project RSDP မှာထန်တလန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို Department of Rural Development က2020-2021 ဘဏ္ဍာနှစ်၌ထန်တလန်မြို့နယ်အတွင်းရှိကျေးရွာများရဲ့ဆေးရခိုင်နှုန်းတွင်လုပ်ငန်းလှုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ဤထောက်ပံ့မှုကိုမြန်မာနိုင်ငံမြို့နယ်19ခုတွင်သာ Asia Development Bank ATB ကကူညီထောက်ပံ့မှုပေးနေကြောင်းသိရပါတယ်။ကူညီထောက်ပံ့ပေးမဲ့ဂျေးရွာတွေကကော်မတီဖွဲ့ပြီးတော့ဒီကော်မတီနဲ့ဂျေးရွာအတွက်အလိုအဆုံးလုပ်ငန်းကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဂျေးရွာအကုန်လုံးထောက်ပံ့ဖို့ရှိတော့လေအဟိကျစနစ်နဲ့ကူညီသွားဖို့ရှိတယ်။ပထမနှစ်မှာလူတအူးကျပ်ငွေ3000နှုန်းနဲ့ကူညီမယ်။ဥပမာဂျေးရွာတရွာမှာလူဦးရေ1000ရှိတယ်ဆိုရင်ကျပ်ငွေ300ကူညီမှာဖြစ်ပါတယ်။လုပ်ငန်းဆောင်ရွက်မှုအနေအထားကိုကြည့်ပြီး9နှစ်အတွင်းကူညီသွားမယ်လို့ထန်တလန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပီနီဆွေလန်ကဟာကတမ်စ်ကိုပြောပြထားပါတယ်။ဤထောက်ပံ့မှုနဲ့လန်တတာတောက်သုံးရေးရရှိရေးလျှက်စစ်မီးရရှိရေးမွေးမြူရေးအစရှိတဲ့လုပ်ငန်းများအတွက်လုပ်ငန်းဆောင်ရွက်သွားရန်ရှိကြောင်းသိရပါတယ်။ထန်တလန်မြို့တွင်ကိုရီဒန်ထားရှိသူ9ဦးသာကျန်ရှိမည်ဖြစ်ကြောင်းသိရပါတယ်။ဒီဇင်ဘာလ17ရက်နေ့ထိထန်တလန်မြို့ကိုရီဒန်ဝင်သူ73ဦးရှိတော့လေ4ဦးမှာယောဂကင်းစင်ပြီးဖြစ်တော့ကြောင်းဈေးရုံဆင်းခွင့်ပေးပြီး9ဦးသာကျန်ရှိရမည်ဖြစ်ကြောင်းသိရပါတယ်။ထန်တလန်မြို့မိုးလုံလေလုံခမ်းမမှာကိုရီဒန်ဝင်တဲ့သူတွေဟာရန်ကုန်မန္တလေးမြို့အိန္ဒိယနိုင်ငံနဲ့တရုတ်နိုင်ငံကနေရောက်ရှိလာသူများဖြစ်ကြပါတယ်။ကိုရီဒန်ဝင်သူများဟာသက်ဆိုင်ရာဒေသအသီးသီးမှာ stay at home သတ်မှတ်ထားတဲ့နေရာတွေကနေရောက်ရှိလာသူဖြစ်ကြတယ်။ RDT နဲ့PCR လေးစစ်ဆေးထားတဲ့ထန်တလန်မြို့မှာ COVID-19 ရောဂါတွေ့ရှိပါကထန်တလန်ပြည်သူ့ဆေးရုံမှာကုသတော်မှာဖြစ်ပါတယ်။မဖြစ်လို့လဲဆိုတော့အရင်က physical doctor ရှိတော်များလေယခု COVID-19 ရောဂါကူးစက်မှုများလာတဲ့အတွက်မိမိတို့မြို့နယ်မှာရှိကြတဲ့ဆေးရုံတွေမှာကုသဖို့ဖြစ်လာတယ်လို့ဘူပြချင်းဆန်ကဟာကတမ်စ်ကိုပြောပြထားပါတယ်။ဘူပြချင်းဆန်ကဆက်လက်ပြီး
ကျွန်တော်တို့နေတဲ့အနေကအန်တွေများတဲ့ quarantine ထားရှိတဲ့နေရာဖြစ်တာကြောင့်အရေးကြီးကိစ္စမရှိဘဲအဝင်အထွက်မလုပ်ကြဖို့လူထုကိုတိုက်တွန်းလိုပါတယ်ပြီးတော့ကျမ14ရက်ကြာ quarantine ထားပြီးမိမိတို့နေအိမ်မှာပြန်သွားတဲ့အခါမှာလည်း9ရက်လုံး home quarantine နေပေးကြဖို့လည်းတိုက်တွန်းလိုတယ်လို့ဆိုပါတယ်ဒီကနေ့ The Hakka Times မြန်မာဘာသာစီစဉ်ကိုဒီလောက်နဲ့ပဲအဆုံးသတ်သွားပါမယ်။မင်္ဂလာပေါင်းနဲ့ခိုင်အောင်ကြပါစေရှင်။ကျွန်မ Elizabeth ပါ။